ယနေ့လိုတာမန်နေ့ရက်တစ်ခုမှာပဲအဖေဖြစ်သူကသူ့သမီးကိုအဝတ်စားဆိုင်တစ်ဆိုင်စီခေါ်သွားခဲ့သည်သို့တော်သမီးဖြစ်သူတည်င်းပေါက်မှတစ်ဆင့်ပြုံးပြနေစဉ်မှာပင်ပောက်ကွဲမှုတစ်ခုကလမ်းမပေါ်ကိုဖျက်၍ပြစ်လွတ်လိုက်သည့်ပောက်ကွဲမှုကြောင့်မှန်များကွဲကြေကလူများကိုလွတ်ဆင်သွားစေခဲ့သည်ကွန်ခွန်းသည်မိကိုများတဲ့သို့ပြေးဝင်သွားခဲ့ရာသူ၏သမီးမှာအသက်မဲ့စွာလဲကျနေခဲ့သည့်ရဲတွေကတော့ဒါကိုမတော်တဆမှုလို့ပြောခဲ့ကြတယ်သူကတော့ပိုပြီးသိနေခဲ့တဲ့တာဝန်ရှိသူတွေကိုတယောက်ပြီးတယောက်လိုက်လံချေမှုန်းပြီးလက်စားချေရမယ်သူကအကျင့်ပြတ်အရာရှိတဦးရဲ့ရုံးအပြင်ဘက်မှာဘုံတစ်လုံးထောင်ခဲ့တယ်တပ်ဖို့မဟုတ်ပဲသတင်းစကားပြပို့ဖို့အတွက်ပါပောက်ကွဲမှုကနေရန်တွေကိုတုံခါသွားစေတဲ့အချိန်မှာပဲသူကညရဲ့အမှောင်ထဲကိုပျောက်ကွယ်သွားခဲ့တယ်သူတို့ရဲ့လုံခြုံတဲ့အိမ် safe house ထဲကိုသူရောက်နေပြီဆိုတာကိုသူတို့မသိလိုက်ကြဘူးပထမဆုံးအဆောင်ကတိတ်ဆိတ်စွာလဲကျသွားပြီးဒုတိယအဆောင်ကတော့ဝါယာကျိုးထောင်ချောက်ကိုလုံးဝမမြင်လိုက်ရပါဘူးကွန်ခွန်းဒီသူတို့ခေါင်းဆောင်ဟန်နာစီဟဲနက်စီထံရောက်ရှိသွားကဓာတ်တဲ့ချောင်းကိုသူ၏လေပင်ပေါ်ဖိထားလိုက်သည်နာမည်ရီပြောဟုသူကတောင်းဆိုလိုက်သည်ဟန်နာစီကအချိန်ဆွဲနေခဲ့သည်သို့တော်ဖွက်ထားသည့်ဖုန်းတစ်လုံးတုံခါသွားသည်ကွန်ကထိုဖုန်းကိုဆွဲယူလိုက်သည်စာသားတစ်ခုကအမှန်တရားကိုဖော်ထုတ်လိုက်သည်အဓိကကြိုးကင်သူ mastermind သည်ဤအခန်းထဲမှာမရှိပေသူကစောင့်ကြည့်နေပြီးကွန်တေလဲထောင်ချောက်ထဲသို့ဝင်ရောက်လာပြီဖြစ်သည်